TikTok ကကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက် TikTok ကြည့်ရင်လည်းအကျိုးရှိစေဖို့ဂုဏ်တော်9ပါးတိတ်တိ7ပါးအဋိဋ္ဌံပတိစိတ်နည်းကိုကျွန်တော်လေ့လာထားမိသလောက်ပြန်လည်ဝင်မြပေးခြင်းပါတယ်ခင်ဗျာဂုဏ်တော်9ပါးတိတ်တိ7ပါးအဋိဋ္ဌံပတိစိတ်နည်းကတော့နံပါတ်1အရဟံတိတ်တိပတိတပါးနံပါတ်2တမ္မာတံဗုဒ္ဓတိတ်တိပရိတပါနံပါတ်3ဝိဇာစရဏတံပန္နောတိတ်တိပရိတပါနံပါတ်4သူကတောတိတ်တိပရိတပါနံပါတ်5လောကဝိတုတိတ်တိပရိတပါနံပါတ်6အနုတ္တရောတိတ်တိပရိတပါနံပါတ်9ပုရိသဓမ္မတာရတိတိတ်တိပရိတပါနံပါတ်8တတ္ထာဒေဝမနုဿာနံတိတ်တိပရိတပါနံပါတ်9ဗုဒ္ဓတိတ်တိပရိတပါနံပါတ်10ဘဂဝါတိတ်တိပရိတပါစိတ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျဒီနေ့ကတော့ဂုဏ်တော်9ပါးကိုပရိ10ပါးရအောင်စိတ်ပြီးဂုဏ်တော်9ပါးရဲ့နောက်မှာတိတ်တိထည့်ပြီးတော့ပရိစိတ်ပူဇော်ပေးတဲ့နည်းပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့ဤပရိစိတ်နည်းကိုအဋိဋ္ဌံဝင်ပြီးပရိစိတ်ပူဇော်တော့မယ်ဆိုရင်နံပါတ်1မိမိလိုတဲ့ဆုတစ်ခုကိုအဋိဋ္ဌံတင်ပါနံပါတ်2မိမိမွေးနေ့မှာစပြီးအဋိဋ္ဌံဝင်ပါနံပါတ်3အဋိဋ္ဌံဝင်တဲ့ပထမနေ့မှာဖယားရှင်အားယာကုစွမ်း6ခွက်ကပ်လူပါနံပါတ်4တောက်တော်ရီ6ခွက်နေ့စဉ်ကပ်ပါနံပါတ်5အဋိဋ္ဌံရက်9ရက်ယူပါနံပါတ်6အဋိဋ္ဌံထွက်မဲ့ရက်မှာဖယားရှင်အားဒုတိယအကြိမ်ယာကုစွမ်းကပ်လူပါအဋိဋ္ဌံဂျားရက်တွေမှာယာကုစွမ်းမကပ်လဲရှားပါတယ်နံပါတ်9မိမိတင့်လျော်တဲ့အချိန်မှာပရိစိတ်ပါနံပါတ်10ဖယားကမ်းမှာတပါအခြားနေရာပရိမစိတ်ရနံပါတ်9အဋိဋ္ဌံရက်ပြည့်ရွင်းကအစကပြန်လုပ်ပါဤအဋိဋ္ဌံပရိစိတ်ခြင်းအပြင်ရရှိစေနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ယောဂအမျိုးမျိုးကင်းလွတ်၏စီးပွားရေးတိုးတက်၏ကျန်းမာရေးကောင်းမွန်၏စိတ်မချမ်းမြေ့စရာမကြုံတွေ့နိုင်ကောင်းသောသတင်းကိုသာကြားရ၏အနောက်အရှက်ဘေးအန္တရာယ်မကြရောက်နိုင်အလောက်အကိုင်းအကြံစီအောင်မြင်၏မိမိရည်မှန်းထားသောစုပြည့်ဝစေတဲ့ဟုဤပရိစိတ်ရဲ့အညွှန်းမှာဖော်ပြထားပါတယ်ခင်ဗျ